မြန်မာပြည်သူတွေဒေါ်လာရင်းကိုစိတ်ကုန်နေပြီလားလက်ရှိမြန်မာຫນွေဦးဒေါ်လာရင်း9နှစ်ကျော်6နှစ်တာကာလတွေကိုရောက်ရှိလာချိန်မှာဒီကာလကိုဖြတ်တန်းခဲ့တဲ့ပြည်သူလူထုတွေအနေနဲ့ဒေါ်လာရင်းပေါ်မှာဘယ်လိုအမြင်သဘောထားတွေရှိနေမလဲလက်ရှိဒေါ်လာရင်းပေါ်ကိုပြည်သူတွေအနေနဲ့ဘယ်လိုသဘောထားသင့်တယ်လဲဆိုတာတွေကိုဒီနေ့တင်ဆက်ပေးခြင်းပါတယ်ဒေါ်လာရင်းကာလရှေ့ကြာလာတာနဲ့အမျှပြည်သူလူထုရဲ့ပင်ပန်းဆင်းရဲမှုတန်းကလည်းပိုများပြားလာတယ်ဆိုတာညင်းမရတဲ့အချက်ပါကမ္ဘာမှာလူပေါင်းတန်း80လောက်တည်ဆုံခဲ့ပြီးလူတန်းပေါင်းများစွာဒုက္ခရောက်ခဲ့တဲ့ဒုတိယကမ္ဘာစစ်ပွဲတောင်မှပဲအချိန်6နှစ်ကြာမြင့်ခဲ့တာဖြစ်ပါတယ်စစ်ပွဲပဋိပက္ခတွေရှေ့ကြာလာတာနဲ့အမျှပြည်သူလူထုရဲ့ဆင်းရဲဒုက္ခကလည်းပိုမိုကြီးလေးလာတယ်ထိခိုက်ဒေဆုံးမှုတွေလည်းပိုများလာတယ်ပေါ့နော်ရုပ်ပိုင်းဆိုင်ရာထိခိုက်မှုတွေပြင်စိတ်ပိုင်းဆိုင်ရာထိခိုက်မှုတွေပါကြုံတွေ့ကြရတာဖြစ်ပါတယ်တော်လိုင်းရဲ့ဆင်နွှဲတဲ့အခါဒီလိုဒုက္ခတွေပင်ပန်းကြမ်းတမ်းမှုဒဏ်တွေကိုကြုံတွေ့ရမယ်ဆိုတာကလည်းကမ္ဘာပေါ်မှာဖြစ်ပွားခဲ့တဲ့တော်လိုင်းတိုင်းကတက်တည်ပြနေပြီးသားပါဆိုတော့မြန်မာပြည်သူတွေကရောဒီအချိန်မှာတော်လိုင်းကိုစိတ်ကုန်နေကြပြီလားဆိုတာမေးစရာတစ်ခုဖြစ်တယ်လို့တချို့တွေဆိုရင်မတိမတာစိတ်ကုန်နေကြတာမျိုးတွေလည်းရှိနိုင်ပါတယ်တော်လိုင်းမှာကြုံတွေ့ရတဲ့တချို့အဖြစ်အပျက်တွေကလည်းတကယ်ကိုစိတ်ညစ်စရာပါမှားယွင်းတက်ဖြတ်မှုတွေကိုတော်လိုင်းရဲဘော်ချင်းချင်းတစ္ဆာဖောက်တာတွေအလွဲသုံးစားဖောက်ပြန်ကြတာတွေအချင်းချင်းပြစ်ခတ်မှုတွေဒီဖြစ်စဉ်တွေကလည်းပြည်သူတွေပေါ်မှာဒီတော်လိုင်းနဲ့ပတ်သက်ပြီးစိတ်ကုန်စေဖို့အကြောင်းအရာတွေဖြစ်လာပါတယ်တနည်းအားဖြင့်တော်လိုင်းလို့ရင်စိတ်ညစ်စရာတွေကြုံရမယ်ကိုချင်းချင်းမညီညွတ်တာတွေကြုံရမယ်။နောက်ဘေးထိုင်ဘူးပြောပြီးဖောင်းထုနေတဲ့သူတွေနဲ့လည်းကြုံရမယ်ပေါ့နော်။ဒီတော့စိတ်ညစ်စရာကောင်းလို့တော်လိုင်းဆက်မလို့ရင်ရောဘာဆက်ဖြစ်မလဲပေါ့။ဒီနေရာမှာထင်မြင်မိတာကတော့တော်လိုင်းလောက်တာစိတ်ညစ်ဖို့ကောင်းလို့ဆက်မလို့တော့ဘူးဆိုရင်ကျွန်တော်တို့ပြည်သူအားလုံးရောနောင်လာနောင်သားမျိုးဆက်အားလုံးရောစစ်တပ်လက်အောက်မှာဖိနှိပ်မှုတွေနဲ့ရာသက်ပံစိတ်ညစ်စွာနေသွားကြရတော့မှာပါ။ဆိုတော့လက်ရှိຫນွေဦးတော်လိုင်းဟာကြုံတော့ကြုံခဲ့အခွင့်အရေးဖြစ်နေပြီးတော့မှစစ်ကြုံဘဝကလွတ်မြောက်ဖို့အားအကောင်းဆုံးအခြေအနေကိုရောက်နေတယ်ဆိုတာကလည်းမှန်နေပြန်ပါတယ်ဒီလိုစိတ်ညစ်စရာတွေစိတ်ပြက်စရာတွေကိုဖျက်ဆီးရင်းနဲ့ပဲကျွန်တော်တို့ပြည်သူတွေဟာဒီမိုကရေစီဟာဈေးကြီးမှန်တိလာခဲ့တယ်အမေတော်ဆန်းစုကြည်ပြောခဲ့တဲ့စကားတွေကိုလည်းထက်ခါပြန်ကြားနေမိတယ်ပေါ့နော်ဒီမိုကရေစီဟာလွယ်လွယ်နဲ့မရနိုင်တာကိုအခုဆိုအားလုံးကသဘောပေါက်နေကြပါပြီဒီတော့ဘလို့ရှစ်ဆက်ကြမလဲစိတ်ညစ်နေုံနဲ့ပြီးမသွားတာကတော့သိချာနေပါပြီဒါဟာလက်တွေ့ကြကြဆက်စဉ်းစားကြရမယ့်ကိစ္စဖြစ်ပါတယ်ဆိုတော့ဒီနေရာမှာစိုးရိုးစကားတစ်ခုနဲ့မိတ်ဆက်ပေးခြင်းပါတယ်တိုက်ပွဲတိုက်ရင်အရှုံးနဲ့ကြုံရနိုင်တယ်ဒါပေမဲ့မတိုက်ဖဲနေရင်တော့အလုံးစုံရှုံးပြီးသားပဲတဲ့ဒီစကားဟာလက်ရှိမြန်မာຫນွေဦးတော်လိုင်းမှာပါဝင်နေတဲ့မြန်မာပြည်သူတွေအတွက်ထဲတွင်းစဉ်းစားတဲ့စကားရဲတစ်ခုဖြစ်ပါတယ်ကျွန်တော်တို့ပြည်သူတွေဟာစစ်တပ်ရဲ့မတရားအာဏာသိမ်းမှုကိုရဲရဲဝံ့ဝံ့ဆက်ကျင်ခဲ့ကြရင်လက်နက်ကင်တော်လိုင်းလမ်းတွေစီရောက်လာခဲ့တာဖြစ်ပါတယ်ဒါဟာတိုက်မယ်လို့ဆုံးဖြတ်ပြီးတိုက်ခဲ့တဲ့တိုက်ပွဲတစ်ခုလည်းဖြစ်ပါတယ်ဒီတိုက်ပွဲမှာအရှုံးတွေလည်းကြုံတွေ့ရနိုင်ပါတယ်ကျွန်တော်တို့ကအစကတည်းကမတိုက်ခဲ့ကြရင်လည်းအခုချိန်ဆိုရင်စစ်အာဏာရှင်ကတိုင်းပြည်ကိုလှုပ်ချင်တယ်လို့လုပ်နေပါပြီနောက်ဆုံးကြောင်းဖက်စာအုပ်ထဲမှာတော့မဲအောင်လိုင်းအာဏာသိမ်းတာဟာနိုင်ငံကိုကယ်တင်ခြင်းဖြစ်ကြောင်းနောင်လာနောင်သားကလေးငယ်တွေတင်နေကြရလောက်ပါပြီဒီတော့တော်လိုင်းဟာမနိုင်လို့ကလည်းမဖြစ်ပြန်ပါဘူးတော်လိုင်းလုံနေပြန်တော့လဲစိတ်ညစ်စရာတွေဆင်းရဲဒုက္ခတွေအခက်အခဲတွေနဲ့ကြုံရတယ်မတရားမှုကိုလက်မခံလို့တော်လိုင်းလုပ်ပါတယ်ဆိုမှမတရားတာတွေလည်းကြုံရတာမျိုးလည်းဖြစ်တတ်ပါတယ်ဆိုတော့ဒီလိုတွေကြုံရရင်ရောတော်လိုင်းကိုရက်တန့်လိုက်တော့မလားပေါ့ဒါတွေဟာတခြားနိုင်ငံကတော်လိုင်းရေးတွေမှာရောကြုံရလားမြန်မာနိုင်ငံကတော်လိုင်းရေးတွေမှာပဲဒါတွေဖြစ်နေတာလားပေါ့ဒါတွေလည်းစဉ်းစားစရာရှိပါတယ်ဆိုတော့မိဘပြည်သူတွေနဲ့တော်လိုင်းရဲဘော်တွေဆက်လျှောက်ရမယ်တော်လိုင်းခီးကိုဘယ်လိုဆက်လျှောက်ကြမလဲဆိုတာနဲ့ပတ်သက်ပြီးလေ့လာထားမိသမျှအကြောင်းအရာတွေကိုဝေမျှသွားခြင်းပါတယ်ဒီဒုတိယကမ္ဘာစစ်မှာနော်မန်ဒီကန်တက်တိုက်ပွဲဆိုတာရှိခဲ့ပါတယ်အဲ့ဒီအချိန်တုန်းကဖက်စစ်ဝါဒီကိုကင်ဆယ်ထားတဲ့ဟစ်တလာရဲ့ဂျာမန်နာဇီတပ်တွေဟာပြင်သစ်နိုင်ငံအပါအဝင်ဥရောပဒေသအများအပြားကိုသိမ်းပိုက်ထားခြင်းဖြစ်ပါတယ်တစ်ဖက်ကဗြိတိန်အမေရိကန်ဆိုဗီယက်တို့ပါဝင်တဲ့မဟာမိတ်အဖွဲ့ဟာဒီဖက်စစ်ဝါဒီဟစ်တလာနဲ့သူ့ရဲ့နာဇီတပ်တွေကိုတိုက်ထုတ်ဖို့တာဝန်ဖြစ်လာပါတယ်အဲ့ဒီချိန်တုန်းကဗြိတိန်ကိုပါဟစ်တလာကတပ်သိမ်းမှုပြင်နေတဲ့အချိန်လည်းဖြစ်ပါတယ်တကယ်လို့များအဲ့ဒီဒုတိယကမ္ဘာစစ်မှာဟစ်တလာကိုသာပြန်မတိုက်ခဲ့ရင်ဒီနေ့အချိန်ကမ္ဘာကတမျိုးတစ်ဖုံပြောင်းလဲနေမှာသိကြပါတယ်ဟစ်တလာကကမ္ဘာကိုသိမ်းသွားခဲ့ရင်ကျွန်တော်တို့ဟာဒီနေ့မှာဒီမိုကရေစီတို့လူအခွင့်အရေးတို့ဆိုတာတွေသိခွင့်အောင်ရမှာမဟုတ်ပါဘူးတခင်ကြီးဟစ်တလာကကမ္ဘာမှာအကြီးမြတ်ဆုံးဆိုပြီးကျွန်တော်တို့လည်းဟစ်တလာရဲ့ဝါဒမိုင်းအောင်မှာနာဇီဂျွန်တွေဖြစ်နေလောက်ပါပြီဆိုတော့နော်မန်ဒီကမ်းခြေမှာတက်ဆွဲထားတဲ့ဂျာမန်နာဇီစစ်တပ်ကိုမဟာမိတ်တွေကကမ်းတက်တိုက်ပွဲဆင်နွှဲခဲ့ကြပါတယ်ဒီတိုက်ပွဲကိုဒီဒေးလို့ခေါ်ကြတာပေါ့နော်ဒ
ဒီ Normandy ကမ်းတက်တိုက်ပွဲအကြောင်းကိုဇလန်းပြန်ရိုက်ထားတဲ့ Saving Private Ryan လိုမျိုးဇာတ်ကားတွေလည်းရှိပါတယ်။ဒါကဘာကျော်ခဲ့တဲ့ဇာတ်ကားတွေပေါ့နော်။အင်းပိုက်တက်ဆွဲထားတဲ့ဂျာမန်တပ်တွေကိုမဟာမိတ်တပ်တွေက9နေရာခွဲပြီးဝင်တိုက်ခဲ့တာပေါ့။အဲ့ဒီဒီဒေးနေ့တရက်ထဲမှာတင်မဟာမိတ်စစ်သား4400ကျော်ကြာဆုံးခဲ့ပါတယ်။ဆိုတော့ Normandy ကမ်းတက်တိုက်ပွဲဟာကဘာကိုသင်ခန်းစာတစ်ခုပေးခဲ့ပါတယ်။မဟာမိတ်စစ်သည်တွေဟာပင်လယ်ကနေလာပြီးကမ်းတက်တိုက်ပွဲတိုက်ရင်အထိကိအကျဆုံးများမယ်ဆိုတာကြိုသိခဲ့ပါတယ်။နာဇီတွေကကမ်းခြေကကုန်းတွေပေါ်မှာအဆင်သင့်နေရာယူထားပြီးသားဒါကိုတိတိနဲ့ဝင်တိုက်ဖို့ဆုံးဖြတ်ခဲ့ရတာပါဒီလိုမှမတိုက်ရင်လည်းဂျာမန်တွေကိုအနိုင်ယူဖို့ကမလွယ်တော့တဲ့အခြေအနေဖြစ်နေတာပေါ့နော်ဒီလိုနဲ့တိုက်ပွဲစခဲ့တဲ့နိုင်ပိုင်းအတွင်းမှာတင်ကမ်းခြေတစ်ဝိုက်ကပင်လယ်ရေတွေဟာအနီရောင်ပြောင်းသွားခဲ့ပါတယ်ဒီလိုပိတ်ဆက်မှုကိုမဟာမိတ်စစ်တီတွေကရဲရဲဝံ့ဝံ့ပိတ်ဆက်ခဲ့တာပါဒီတိုက်ပွဲဟာကမ္ဘာမှာလူ့အခွင့်အရေးဒီမိုကရေစီလွတ်လပ်မှုတွေဟာဘယ်လောက်ထိအရေးကြီးကြောင်းကိုမဟာမိတ်စစ်တီတွေကအသက်နဲ့ရင်းပြီးပြသခဲ့တာပါဒါကြောင့်ဒီမိုကရေစီနဲ့လူ့အခွင့်အရေးတရားမျှတမှုတွေဟာနိုင်ငံတိုင်းလူသားတိုင်းကတန်ဖိုးထားရမယ်ဆိုတဲ့သင်ခန်းစာကိုမဟာမိတ်စစ်တီတွေကသူတို့ရဲ့အသက်နဲ့ရင်းပြီးသင်ခန်းစာပေးခဲ့တာဖြစ်ပါတယ်ဒီတော့ Normandy ကမ်းတက်တိုက်ပွဲနဲ့ကျွန်တော်တို့နိုင်ငံနဲ့ဆက်ဆက်တွေးကြည့်ရမယ်ဆိုရင်မဲအောင်လိုက်လို့လူတစုကမတရားလုပ်နေတာတွေပြည်သူလွတ်လပ်ခွင့်ကိုချုပ်ကင်မှုလုပ်နေတာတွေကိုစန့်ကျင်မှုတာဝန်ကပြည်သူတွေရဲ့တာဝန်ကိုဖြစ်လုပ်နေတာပါဒီလိုတိုက်ပွဲဝင်ပိတ်ဆက်ပြီးမှသာကျွန်တော်တို့ရဲ့လွတ်လပ်မျှတမှုတွေကိုပြန်လည်ဖော်ဆောင်နိုင်မှာလည်းဖြစ်ပါတယ်။တော်လှန်ရေးတိုက်ပွဲဆင်နွှဲတဲ့အခါအသက်သွေးချွေးပိတ်ဆက်ရမှုတွေရှိမယ်။ဘိုးအိမ်တိုက်တာအဆောက်အဦထိခိုက်ပျက်စီးမှုတွေကြုံရမယ်ဆိုတာကလည်းကမ္ဘာပေါ်ကတော်လှန်ရေးတိုင်းကပြသထားပြီးသားပါ။ဆိုတော့ဒီမိုကရေစီနဲ့လွတ်လပ်မှုကိုပြန်ရဖို့လူထောင်ပေါင်းများစွာဟာနေ့တနေ့တည်းမှာတဲ့အသက်ပေးတိုက်ပွဲဝင်ခဲ့ကြောင်းကို Normandy ကမ်းတက်တိုက်ပွဲကပြသခဲ့ပါတယ်။နောက်တစ်ခုအနေနဲ့ပြောပြချင်တာကဒီကာလမှာကြုံတွေ့ရတဲ့မတရားမှုကိစ္စတွေပါဒေါ်လာရေးကာလကိုဖျက်ဆီးရင်းနဲ့ကြုံတွေ့ရတဲ့မတရားမှုတွေကိုလည်းကျွန်တော်တို့အစိုးရဖြစ်တဲ့ NUG နဲ့အတူပူးပေါင်းကင်တွေဖြေရှင်းကြဖို့လိုပါတယ်။ဒါပေမဲ့ဒေါ်လာရေးဆိုတာအရာရာစမတ်ကြနေမှာတော့မဟုတ်ပါဘူး။လိုအပ်ချက်တွေလက်ဟာချက်တွေဟာကဏ္ဍအသီးသီးမှာရှိနေပါလေဦးမယ်။ဒီလိုမပြည့်စုံမှုတွေကိုကပဲဒေါ်လာရေးရဲ့သဘောတရားဖြစ်လို့နေတာပါ။ဒီတော့ဒီဖြစ်စဉ်တွေပေါ်မှာစိတ်ညစ်မနေဘဲနဲ့အကောင်းဆုံးပူးပေါင်းဖြေရှင်းနိုင်ဖို့ကြိုးစားကြဖို့ကလွယ်ပြီးကျန်တာမရှိပါဘူး။ကမ္ဘာပေါ်ကနိုင်ငံတွေရဲ့တော်လှန်ရေးတွေကိုပြန်ကြည့်ရင်လည်းဘယ်နိုင်ငံကမှသူတို့ရဲ့တော်လှန်ရေးကိုချုံချုံမွေ့မွေ့နဲ့အနိုင်ရခဲ့ကြတာတော့မဟုတ်ပါဘူးအမှုအခင်းတွေမတရားမှုတွေကိုတော်လှန်ရေးထဲမှာကြုံတွေ့ကြရတာပါပဲဒါတွေကိုဖြေရှင်းထိန်းချောင်းဖို့လည်းလုပ်ရမယ်ပေါ့နော်သို့တော်လည်းလူတွေနဲ့လည်ပတ်ရတဲ့တော်လှန်ရေးဖြစ်တာကြောင့်အမှုအခင်းတွေဟာဆက်ဖြစ်နေအောင်မှဖြစ်တယ်ဆိုတာနားလည်ထားဖို့လိုပါတယ်အခုဆိုရင်စစ်တပ်ဘက်ကဝါဒဖြန့်ချီသမားတွေကတော်လှန်ရေးကိုဖြိုခွဲဖို့နှီးမျိုးစုံသုံးကြိုးစားနေကြပါတယ်အဲ့ဒီမှာသူတို့သုံးတဲ့နီလန်တစ်ခုကတော်လှန်ရေးဟာစိတ်ပြတ်ဖို့ကောင်းတယ်အမှုအခင်းတွေဖြစ်နေတဲ့တော်လှန်ရေးသမားတွေကလည်းမတရားတာတွေလုပ်တယ်ဆိုတာမျိုးနဲ့တော်လှန်ရေးကိုထိုးခွဲဖို့ကြိုးစားလာကြတာပါဒါကြောင့်မိဘပြည်သူတွေအနေနဲ့ဒီကာလမှာကြုံရတဲ့အချင်းချင်းပြစ်ခတ်မှုတွေလူသတ်မှုမဒိမ်းမှုလိုမျိုးအမှုအခင်းတွေနောက်သစ္စာဖောက်မှုတွေဟာတော်လှန်ရေးတိုင်းရဲ့ဘေးထွက်ဆိုးကျိုးဖြစ်တဲ့တော်လှန်ရေးတိုင်းမှာကြုံရတယ်ဆိုတာကိုနားလည်ထားဖို့ကအရေးကြီးပါတယ်ဆိုတော့ဒါနဲ့ဆက်ဆက်ပြီးပြောရရင်စိတ်ညစ်ဖို့ကောင်းတဲ့တော်လှန်ရေးကိုဗြိတိရှားကပြည်သူတွေဘလို့ကြော်ဖြတ်ခဲ့ကြတယ်လဲဆိုတဲ့အကြောင်းကိုဒုတိယကမ္ဘာစစ်မှာကြုံခဲ့တဲ့ဗြိတိရှားရဲ့အဖြစ်အပျက်တစ်ခုနဲ့ချိန်ထိုးပြီးပြောပြချင်ပါတယ်အဲ့ဒီတော့ကနာဇီတွေဟာဗြိတိရှားကိုသိမ်းပြီးဖက်စစ်စနစ်နဲ့အုပ်စိုးဖို့လုပ်နေကြတာပေါ့နော်လန်ဒန်ကိုညာတိုင်းဘုံလာကျဲတယ်ရီတက်အင်အားမှာဗြိတိရှားကအားတာခဲ့လို့သာနာဇီလက်အောက်ကိုမကျခဲ့တာလည်းဖြစ်ပါတယ်ဒါပေမဲ့နာဇီတွေဟာဗြိတိရှအစိုးရကိုသူ့ပြည်သူတွေကညှို့ညင်လာအောင်ညာတိုင်းမြို့တွေပေါ်ကိုလေရင်နဲ့လာချီကြအောင်နေ့စဉ်ဘုံလာကျဲပါတယ်အဲ့ဒီချိန်မှာဗြိတိရှဝန်ကြီးချုပ်ဖြစ်နေသူကတော့ဝင်းစတန်ချာချီပေါ့နော်ဒီနေရာမှာဝင်းစတန်ချာချီကသူ့နိုင်ငံသားပြည်သူလူထုကိုပြောခဲ့တဲ့စကားတစ်ခုရှိပါတယ်ဒါကဘာလဲဆိုတော့ငါတို့နာဇီလက်အောက်ကိုတော့ကြားလို့မဖြစ်ဘူးပေါ့နာဇီကိုရှုံးရင်အာဏာရှင်ဖက်စစ်ဝါဒနဲ့အုပ်ချုပ်တာခံရတော့မယ်ဖက်စစ်ဝါဒကဘယ်လောက်ထိဆိုးတယ်ဆိုတာဂျပန်ကမြန်မာကိုကျွံပြူသွားတဲ့အချိန်နဲ့ဒီနေ့မင်းအောင်လှိုင်စစ်တပ်ကပြည်သူကိုအနိုင်ကျင့်နေတဲ့အခြေအနေကိုသာမြင်ကြည့်လိုက်ပါအဲ့ဒါအာဏာရှင်ဖက်စစ်စနစ်ပါပဲဆိုတော့ဝင်းစတန်ချာချီကသူ့ပြည်သူတွေကိုဗာပြောခဲ့တယ်ဆိုတော့နံပါတ်1အနေနဲ့ငါတို့ဟာဒီခုခံစစ်ပွဲအပေါ်မှာအကောင်းမြင်စိတ်ရှိရမယ်နံပါတ်2အနေနဲ့ငါတို့ဟာဒီအခက်အခဲကိုကြံ့ကြံ့ခံရင်ဆိုင်ကျော်ဖြတ်ရမယ်ဆိုတာပါဒီသမိုင်းဝင်ဖြစ်စဉ်ကို Blitz Spirit ဆိုပြီးသတ်မှတ်ခဲ့ပါတယ်ဘလစ်ဆိုတာနာဇီဂျာမနီကဗြိတိန်မျိုးတွေကိုဘုံကျဲတဲ့ကာလကိုရည်ညွှန်းပြီးတော့ spirit ဆိုတာကတော့ဒီကာလကိုကြံ့ကြံ့ခံကအချင်းချင်းရိုင်းမင်းကူညီပြီးစီးလုံးစွာခုခံခဲ့တဲ့ပြည်သူများရဲ့ယက်တီမှုစိတ်ထားကိုခေါ်တာပါအဲ့ဒီတော့ကဗြိတိရှပြည်သူတွေဟာနာဇီဂျာမနီကဘုံလာကျဲတဲ့ညပိုင်းမှာကရုတ်ကျင်းနဲ့ဝင်အိပ်ပြီးတော့မနက်ပိုင်းမှာရတဲ့အလုပ်ကိုလုပ်မယ်ဆိုပြီးတော့ကြံ့ကြံ့ခံခဲ့တာပါဒီတော့ Blitz Spirit ဆိုတာတော်လှန်ရေးစစ်ပွဲအပေါ်မှာအကောင်းမြင်စိတ်နဲ့ကြံ့ကြံ့ခံရင်ဆိုင်နိုင်မှုကိုခေါ်တွင်တာဖြစ်ပါတယ်ဒီဒုတိယကမ္ဘာစစ်ကာလကဝင်းစတန်ချာချီရဲ့ပြောခဲ့တဲ့စကားနဲ့
ပြည်တိုင်ပြည်သူတွေရဲ့ရက်တည်မှုကလည်းယနေ့မြန်မာတော်လှန်ရေးမှာကြံ့ကြံ့ခံရင်ဆိုင်နေတဲ့မြန်မာပြည်သူလူထုအတွက်နမူနာယူစရာဖြစ်ပါတယ်။အနည်းဆုံးကိုကြည့်ရင်လည်းရခိုင်ပြည်နယ်ကတော်လှန်ရေးအောင်မြင်မှုတွေဖျက်ဆီးမှုတွေကိုလေ့လာနိုင်ပါတယ်။ဘယ်ရခိုင်ပြည်သူကများအေးကိုစိတ်နာကြောင်းတော်လှန်ရေးစစ်ပွဲကိုရှုတ်ချကြောင်းပြောတာကိုကြားဘူးလဲပေါ့နော်။တကယ်တော့ရခိုင်ပြည်သူတွေဟာ Winston Churchill ပြောခဲ့တဲ့ Blitz Spirit နဲ့အတူဒီတော်လှန်ရေးကာလကိုညီညီညာညာကြံ့ကြံ့ခံပြီးရင်ဆိုင်ကြော်ဖြတ်နေကြတာဖြစ်ပါတယ်။ဆိုတော့မိဘပြည်သူတွေအနေနဲ့လက်ရှိကြုံနေရတဲ့တော်လှန်ရေးပေါ်မှာအကောင်းမြင်စိတ်လည်းထားရမယ်။နောက်ပြီးဒီတော်လှန်ရေးကာလကိုကြံ့ကြံ့ခံပြီးရင်ဆိုင်ကြော်ဖြတ်ဖို့ကလည်းအရေးကြီးကြောင်းကိုဒီဖြစ်စဉ်ကနေအတူယူနိုင်ပါတယ်ကျွန်တော်အနေနဲ့လည်းဒီနေ့ဒီချိန်မှာခက်ခဲကြမ်းတမ်းတဲ့တော်လှန်ရေးကိုရင်ဆိုင်ဖြတ်သန်းနေကြတဲ့မြန်မာပြည်သူတွေအတွက်ဒုတိယကမ္ဘာစစ်ကာလကအဖြစ်ပြက်နှစ်ခုဖြစ်တဲ့နော်မန်ဒီကမ်းခြေတိုက်ပွဲကလွတ်လပ်မှုအတွက်တိုက်ပွဲဝင်ရမယ်ဆိုတဲ့စိတ်ဓာတ်နဲ့ Winston Churchill နဲ့ဗြိတိန်ပြည်သူတွေရဲ့တော်လှန်ရေးပေါ်အကောင်းမြင်စိတ်ကြံ့ကြံ့ခံရင်ဆိုင်ရည်တည်မှုတွေဟာတော်လှန်ရေးစစ်ပွဲအောင်မြင်မှုသင်ခန်းစာယူရမယ့်အကြောင်းအရာတွေဖြစ်ကြောင်းကိုမိဘပြည်သူများအားလုံးနဲ့ရဲဘော်ရဲဘက်များအားလုံးစိတ်သက်ခွန်အားရရှိနိုင်ဖို့တင်ဆက်လိုက်ပါတယ်အားလုံးလုံခြုံဘေးကင်းကြပါစေ